မင်္ဂလာပါနဲစဉ်သွန်းအင်္ဂလိပ်စကားပြောဖို့များပေါ့နော်အရာတကူကသုံးမဝင်ဘူးလို့ပြောတဲ့အခါဒီအရာကသုံးမဝင်ဘူးအဲ့လိုပြောချင်ရင်ဘာနည်းနဲ့အင်္ဂလိပ်စကားမှာဘာနည်းနဲ့ပြောမလဲစကြရမှာပေါ့နော် subject verb to be ပေါ့ verb to be ဆိုရင် ms was ဝယ်ရပေါ့နော် good for plus nothing ပေါ့နော် good for plus nothing ပေါ့The phone is good for nothing. The phone is good for nothing. ဖုန်းကတော့ကိုမောင်ချီဘူးဒီဖုန်းကတော့မဝင်တော့ဘူးလို့အဲ့လိုပြောလို့ရပါတယ်နော် The car is good for nothing. The car is good for nothing. မတော်ကားကတော့မဝင်တော့ဘူးမတော်ကားကတော့မဝင်တော့ဘူးလေ The board is good for nothing. The watch is good for nothing. နိုင်ရီကအလုံးမပြည့်တော့ဘူးနိုင်ရီကလုံးမပြည့်တော့ဘူးပေါ့ The bag is good for nothing. The bag is good for nothing. အိတ်ကတုံးတကုမှမရှိပါဘူးလုံးဝတုံးမဝင်ဒီအိတ်ကတုံးမဝင်ပါဘူးဗျာ The machine is good for nothing. The machine is good for nothing. စိတ်ကလုံးမပြည့်တော့ဘူးစိတ်ကလုံးမပြည့်တော့ဘူး The fan is good for nothing. The fan is good for nothing. ဖန်ကအလုံးမပြည့်တော့ဘူးဖန်ကအလုံးမပြည့်တော့ဘူးရှိရှိတာအလုံးရှိရှိတင်ပါတယ်